Hello အားလုံးပဲမင်္ဂလာပါအခုကတော့ကျွန်တော်နင်းစီဖက်နဲ့တောင်းဝယ်တာဖြစ်ပါတယ် SB ဆိုတဲ့ဆိုင်ကနေပြန်လာတာပေါ့နော်ဒါတော့ကျွန်တော်လမ်းမတရားပဲလမ်းလျှောက်တာပေါ့နော်လမ်းလျှောက်တော့တယောက်မှမတွေ့ပါဘူးတယောက်မှလည်းမရှိပါဘူးလမ်းပေါ်မှာဟော email နဲ့ရှောင်းတာဒါတော့ကျွန်တော်ရဲ့ဆောင်ရောက်ပါပြီဟုတ်ပါတော့ကျွန်တော်ဒီညနေပေါ့နော်ခဏတည်းတော့ပဲကျွန်တော်တို့ဒီဟော့ကိုင်တို့ပေါ့နော်ဆပ်ပရိုနားမှာဆိုတော့နောက်17လပိုင်းနေမှာဆိုရင်ဒီနှင်းကြတော့မှမလို့ပေါ့နော်ကျွန်တော်နှင်းစီးပနတော့တာဖြစ်ပါတယ်နှင်းစီးပနကမျိုးစားတွေအများကြီးတော့ရှိနေမယ်ဒါရှိတို့တော့လေဒီကိုလံဘီယာတို့လိုတဲ့မျိုးပေါ့လဲဟိုဘယ်လိုပြောသူကောင်းတယ်ပေါ့နော်သူကောင်းတယ်ကျွန်တော်ကတော့ဓမ္မဒီလိုတရားကိုတကယ်တော့ဒီလိုကောင်းတယ်ဒါလေးပဲကျွန်တော်ထောက်ဝယ်လိုက်တယ်နော်ဒီကောင်ကဘယ်လောက်ကြောက်လဲဆိုတော့ဒီကောင်9000ကျော်လောက်တော့ရှိတယ်ပေါ့နော်9000ကျော်လောက်တော့ရှိတယ်ဒီကိုလံဘီယာတို့ကတော့ဆိုရင်တော့ပို့ပြီးတော့ဈေးကြီးတယ်ပေါ့နော်ဈေးပေးရတယ်ဒါကျွန်တော်ကဒီဝယ်ပြီးလို့ရှိရင်တော့ဈေးဖြန့်ရတယ်ပေါ့နော်ဈေးဖြန့်တော့မှသူကဒီနင်းမတိုးတော့တာပေါ့နော်ဆိုတော့ဒါလေးလည်းတော်တော်စီးလို့ကောင်းပါတယ်သူရဲ့တစ်စိတ်က OKS field နော် OKS field ဆိုတဲ့တစ်စိတ်အဲ့ဒါတော်တော်စီးလို့ကောင်းတယ်ကျွန်တော်ကိုယ်တိုင်စီးနေတာပေါ့နော်ပထမတော့သူက6လလောက်တော့ခံလိုက်တယ်ပထမတစ်ခုကတော့တကယ်တော့အကြာကြီးခံမှာကျွန်တော်သွားပြီးတော့နည်းနည်းဆက်စော့လိုက်တာဒီကဆေးတွေအားလုံးကွာလာရအောင်နော်ကွာလာပြီးတော့ခဏစီးလို့မရတော့ကောင်းလာတော့တော်တော်ကောင်းတယ်စီးလို့ကောင်းတယ်သွားပြီးတော့ဆေးတွေပါတော့တုတ်ပြီးတော့ဗောနော်ပြောင်းအောင်လို့ဆိုပြီးတော့ဒီဒိုင်ဆိုလို့ပါတော့ねဝယ်တဲ့ဆေးတွေနဲ့သွားလှုပ်လိုက်လို့ရှိရင်ဖက်တွေကွာပြီးတော့နောက်ပိုင်းပျက်စီးသွားလိမ့်မယ်နော်အဲ့လိုမျိုးတွေထပ်မလုပ်ဖို့နော်သတိပေးရင်လည်းဒါနှင်းစီးဖက်နဲ့ပေါ့နော်တော်လေးဒါစီးလို့ကောင်းတယ်ကျွန်တော်လည်းပါလို့ပါမှန်းတော့မသိဘူးနော်ပေါ့ပါနဲ့အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒီစနက်ကလေးကိုအမောင်းလုပ်ကြတာဖြစ်ပါတယ် SB ဆိုတဲ့ဆိုင်တွေမှာရှိတယ်ပေါ့နော်ဒီလိုတစ်စိတ်မျိုးရှာဝယ်လဲရပါတယ်တော်တော်စီးလို့ကောင်းတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်သူ့မှာသူကဒီ zip ပါတယ်ပေါ့နော်အထူးဆန်းတော့မဟုတ်ပေမဲ့ဒီ zip နဲ့ပဲသွားလိုက်တယ်ဖနက်ကျိုးကတော့ကျွန်တော်လည်းမချိတဲ့ဒါမြန်မာနိုင်ငံမှာစီးလေးစီးတာမရှိတဲ့ဟာတွေပေါ့နော်အချိန်ညဖနက်နဲ့ပဲရှောက်သွားနေလူတွေဆိုတော့အဲ့တော့သူဒီမှာဇစ်လေးနဲ့ပဲသွားတယ်အဲ့တော့အဲ့ zip ကိုဖွင့်လိုက်ပေးလိုက်လို့ပြီးတော့ပဲကျွန်တော်ဖနက်ချောင်လောက်ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပြေးပြီးတော့မှစီးလို့ရတယ်ဖွင့်လို့လည်းရတယ်ပေါ့နော်တော်တော်လေးလည်းစီးလို့အဆင်ပြေတယ်